明了吧？大家，那我们一起看一下那个 HSK 标准教程3级的第3课的注释呢 ，Lesson 3页 Note 9级面，还是和或者的，还是来关键性ဖြစ်တဲ့或者，ဒါလည်း关键性မယ်နှစ်ခုလုံးကတော့ OR သို့မဟုတ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်汉语中တရုတ်စာထဲမှာတဲ့可以用သုံးလို့ရတယ်还是和或者还是နဲ့或者ကိုတဲ့表示ကပြတာ的选择ရွေးချယ်မှုအဖြစ်ပြတာဖြစ်ပါတယ်一般来说ပုံမှန်ပြောမယ်ဆိုလို့ရှိရင်တော့တဲ့还是ဆိုတာတဲ့用在မှာတုံးတဲ့疑问句中မေးတဲ့မေးခွန်းနော်မေးတဲ့မေးခွန်းမှာဆိုရင်တော့အမေးမှာဆိုရင်တော့还是ကိုသုံးမယ်或者ဆိုတာလေ用在မှာသုံးတယ်陈述ဆိုတာပြတာတဲ့句中 describes လုပ်တဲ့ sentence မှာသုံးတယ်ပေါ့နော် describes လုပ်တဲ့ sentence မှာသုံးတယ်还是ဆိုတာတော့အမေးမှာသုံးပြီးတော့或者ကတော့ပြောမယ်ဆိုရင်ရိုးရိုးစာကြောင်းအဖြေစာကြောင်းတွေမှာသုံးတယ်ဖြစ်တယ်နော်အဲ့တော့例如 example number 1你要喝咖啡还是茶你要喝你倒吗咖啡 coffee 还是ဒါမှမဟုတ်ရင်喝茶你က coffee တောက်မှာလားရေနွေးတောက်မှာလားဒါကိုမေးတာဒါအမေးဖြစ်တဲ့အတွက်ကြောင့်မလို့好是နဲ့သုံးမယ်နော်明天မနက်ဖြန်ဟာတဲ့是ဖြစ်တဲ့晴天还是阴天မနက်ဖြန်နေတောင်မှာလားမိုးအုံမှာလား今天ဒီနေ့晚上ကည吃ကစားတယ်米饭ကထမင်း今天晚上吃米饭ဒီနေ့ညထမင်းစားမှာ或者ဒါမှမဟုတ်လို့ရှင်面条ဆိုတာခောက်ဆွဲ3အားလုံး可以ရတယ်ဒီနေ့ညထမင်းဒါမှမဟုတ်ရင်ခောက်ဆွဲအားလုံးရတယ်ဒီနေ့ညထမင်းစားရင်လည်းရတယ်ခောက်ဆွဲစားရင်လည်းရတယ်အဲ့ဒါကိုပြောတာဒါတော့အမေ question မဟုတ်တော့ဖြစ်တဲ့အတွက်或者ကိုတုံးထားတယ်天冷了ရာသီဥတုအေးတယ်或者ဒါမှမဟုတ်လို့ရှင်工作累了的时候အလုပ်ပန်းတဲ့အခါတွေမှာဆိုရင်တော့喝杯热茶喝ကတောက်တာ杯热茶ဆိုတော့ရေနွေးအပူတောက်မယ်ဆိုရင်တော့很舒服အရန်ကို comfortable ဖြစ်ပါတယ်တဲ့有的句子အချို့သော sentence တွေမှာတဲ့包括ဆိုပါဝင်တယ်疑问ဆိုတာအမေ形式ဆိုတာပုံစံလေနော်အမေပုံစံ的小句အမေပုံစံနည်းနည်းပါတဲ့ sentence အတူလေးတွေရှိတယ်တဲ့အဲ့ရဲ့小句中အဲ့ sentence အတူလေးတွေထဲမှာ只能用ဘယ်သုံးရမယ်还是သို့မဟုတ်还是ကိုပဲသုံးရမယ်တဲ့总太太40岁还是50岁我们不知道总太太ဟာ40နှစ်လား50နှစ်လားဆိုတာကိုငါတို့မသိဘူးတဲ့小丽ဟာတဲ့还没想ဆိုတာမစင်စားသေးဘူး还没想好မစင်စားသေးဘူး周末去爬山周末အားလိုက်ရမှာ去ကသွားတယ်爬山ဆိုတာတောင်တက်တာ还是ဒါမှမဟုတ်လို့ရှင်去看电影ရုပ်ရှင်သွားကြည့်တာ去看သွားကြည့်တယ်电影ကရုပ်ရှင်သွားကြည့်မှာလားတောင်တက်မှာလားဆိုတာကိုမစင်စားရသေးဘူးပေါ့နော်他的生日是သူ့ရဲ့မွေးနေ့က10月还是11月10လပိုင်းဒါမှမဟုတ်17လပိုင်းလားပေါ့10လပိုင်းလား17လပိုင်းလားဆိုတာကို我不记得了不记得ဆိုမမှတ်မိတော့记得မှတ်မိရလေနော်不记得ဆိုမမှတ်မိတော့ဘူး我不记得了ငါမမှတ်မိတော့ဘူးတဲ့နော်我不知道ငါမသိဘူး这个人是ဒီရဲ့လူဟာတဲ့နော်男的还是女的မိန်းကလေးလားယောက်ျားလေးဆိုတာကိုငါမသိဘူးတဲ့နော်လျှံကြီးလျှံနေရတော့ဒါကိုယ့်အကိုလှုပ်ထားမယ်နော်အပေါ်ကဒီပြောထားခဲ့တဲ့အချက်လေးကိုသုံးပြီးတော့မှလျှံကိုဖြေလိုက်ရုံပဲနံပါတ်2နံပါတ်2က存在ဆိုတာလေတည်ရှိနေသည်လို့ပြောတာပြတာတည်ရှိမှုရဲ့ပြတာတဲ့ဟာဘယ်လိုပြလဲဆိုတော့တဲ့汉语中တရုတ်စာထဲမှာ用ကသုံးတယ် location walk နေရာပြတဲ့စကားလုံးဒါပြီးလို့ရှိရင်နေရာပြတဲ့စကားလုံးရဲ့နောက်မှာ verb တစ်ခုခုနဲ့字နဲ့ပေါင်းပြီးမှပြတာနော်အဲ့ဒါကတဲ့表示ကပြတာတယ် NP ဆိုတာလေဒီမှာ natural ဒါမှမဟုတ်လို့ရှင် maxwell word noun နော် maxwell word လာရင်လာမယ် noun လာရင်လာမယ်ဒီက NP ဆိုတဲ့နေရာမှာနော် location ပြတဲ့နေရာရဲ့ location ရဲ့ပြီးရင် verb ဒါပြီးလို့ရှင် noun ဖြစ်ရင်လည်းဖြစ်မယ် maxwell word ဖြစ်ရင်လည်းဖြစ်မယ်အာဟာတဲ့表示ပြတာတယ်什么地方ဘယ်ရဲ့နေရာမှာ有什么东西ဘာပစ္စည်းရှိနေတယ်ဒီမှာဒီရဲ့ location word မှာဥမာ location word မှာဒီနေရာမှာဆိုလို့ရှိရင်ဇပွဲပေါ်မှာလို့ပြောလိုက်လို့ရှိရင်ဒီကဇပွဲပေါ်ဆိုတဲ့နေရာပေါ့နော်နေရာပြပုတ်ပြီးရင်ဒီမှာဘာလုပ်နေသည်ရှိနေသည်ပေါ့နော်အဲ့လိုမျိုးနေသည်ဆိုတာကိုပြောမယ်ပြီးလို့ရှိရင်ဒီမှာ noun ဖြစ်ဖြစ် maxwell word ဖြစ်ဖြစ်လာမယ်အဲ့ဒါဟာဆိုလို့ရှိရင်ဘာပစ္စည်းကဘယ်နေရာမှာရှိနေသည်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်တဲ့其中二တွေထဲမှာမှ verb ဟာတဲ့常常是
vật 哈常常是အမြဲတမ်းကတော့放啊ထားသည်တို့写ရေးသည်တို့做啊ထိုင်သည်တို့住啊နေသည်တို့等အဲ့ရဲ့ vật တွေပဲဖြစ်ပါတယ်တဲ့နော် NP ဆိုရဲ noun တို့ measure တို့ဟာ一般是ပုံမှန်ကတော့不确定的事物မသေးကြတဲ့ကိစ္စရဲ့နော်不确定的事物ဆိုမသေးကြတဲ့ matter တွေမှာသုံးတယ်如အကယ်၍一本书ပေါ့နော်စာအုပ်တအုပ်တို့几个人လူဘယ်နှယောက်လဲဆိုတော့不能是မဖြစ်နိုင်အဲ့လိုဟာတွေသုံးမယ်ဘယ်အောင်မသုံးရအောင်လဲဆိုတော့不能是自北数ဒီစာအုပ်ဆိုတဲ့ဒီလိုတိကျစကားလုံးကိုတော့သုံးလို့မရဘူးတဲ့总经理ဒီလိုမျိုးနာမည်ပေါ့နော်လုံးဝတိကျဒီလိုမျိုးတွေကိုသုံးလို့မရဘူး等စသဖြင့်နော်定指的ဆိုတေချာတဲ့名词နာမည်တွေတေချာနေတဲ့နာမည်တွေ noun တွေပေါ့နော်名词တွေ短语အဲ့လိုမျိုး noun တွေနာမည်အတူတွေသုံးလို့မရပါဘူး phrase တွေကိုသုံးလို့မရဘူးတိကျတဲ့ phrase ကိုသုံးလို့မရဘူးတဲ့比如ဥပမာအဖြစ်ပြောမယ်ဆိုရင်桌子上ဇပွဲပေါ်မှာ放置ထားတဲ့一杯咖啡 coffee တစ်ခွက်အဲ့တော့ဇပွဲပေါ်မှာ coffee တစ်ခွက်ထားတယ်我家ငါရဲ့အိမ်မှာ楼上ကအပေါ်ထပ်မှာ住着ဆိုနေတယ်一个老师ဆရာမတယောက်ငါတို့အိမ်ပေါ်ထပ်မှာဆရာမတယောက်နေတယ်ပေါ့နော်နေတယ်ပေါ့上面အပေါ်ဘက်မှာ写字ရေးထားတယ်320元320元လို့ရေးထားတယ်桌子上ဇပွဲပေါ်မှာ饭子ချထားတယ်很多饮料ဖြော်ရည်တွေအများကြီးချထားတယ်တဲ့这种ဒီလိုမျိုး句子 sentence ကတော့ကရဲ့ဒီလိုမျိုး sentence ရဲ့否定形式是အငင်းပုံစံကတော့ location ကိုပြတဲ့ walk စကားလုံးရဲ့美 verb ဆိုမှသုံးတာ verb ရဲ့ရှိမှ美ကိုထည့်လိုက်ရမှာဒါပြီးလို့ရှိရင် noun ဒါမှမဟုတ်လို့ရှိရင် measure word တစ်ခုခုလာမယ်ပေါ့နော်ပြီးရင်တဲ့ခြံအရှိမတဲ့ဘူ在ယုံထပ်ပြီးတော့မှမရှိရဘူးလျန့်子 measure word မရှိရသူ့ရဲ့အရှိမ measure word တွေဘာတွေရှိနေတာမျိုးမရဘူးတဲ့桌子上ဇပွဲပေါ်မှာ美饭子咖啡နော်美饭子咖啡 coffee မချထားဘူးဒီမှာ美饭子咖啡ပဲပြောသွားတာဟီပိမပါဘူးဒီမှာတစ်ချက်ကြည့်လိုက်မယ်နော်သူပြောချင်တာနောက်မှာတော့ဘာမရှိရဘူးလျန့်子မရှိရဘူးနော်不能再有ဆိုထပ်ပြီးတော့မှမရှိရဘူးလျန့်子ဆိုတာမက်ရှာဝေါ်လေအဲ့တော့နောက်မှာထပ်ပြီးတော့မှမက်ရှာဝေါ်မရှိရပါဘူးပေါ့နော်ဟောကြားလုံးရှာငါရဲ့အိမ်ပေါ်မှာ美住子မနေဘူး老师ကဆရာငါအိမ်ပေါ်ထမှာဆရာမနေဘူးပေါ့နော်上面အပေါ်ထ没写字မရေးထားဘူး多少钱ဘလောက်လဲဆိုတာကိုမရေးထားဘူး上面没写字多少钱ပေါ်မှာဘလောက်လဲဆိုတာမှမရေးထားတာပေါ့桌子上没有饭子ဇပွဲပေါ်မှာမချထားဘူး饮料ကဖြော်ရည်အဲ့တော့桌子上没饭子饮料ဆိုတော့ဇပွဲပေါ်မှာဖြော်ရည်တွေမချထားဘူးเนาะလျန့်ရည်လျန့်ကတော့အပေါ်အချက်လက်လေးတွေသုံးမှဖြည့်ကြည့်မယ်အခုဒီဗီဒီယိုဒီကိုလေ့လာရတာဒီလိုပေါ့နော်လေ့လာရတာအဆင်ပြေတယ်ဆိုလို့ရှိရင်เนาะ surprise လုပ်ခဲ့ဖို့တောင်းဆိုပါတယ်နံပါတ်3က会ရတတ်တယ်ပေါ့နော်တတ်တယ်ဆိုတဲ့ဟာစကားလုံးက表示ဖော်ပြတယ်可能ဒီနေရာမှာတတ်တာမဟုတ်ဘူး可能ဆိုတာဖြစ်နိုင်တာကိုဖော်ပြတာ会ရလိမ့်မယ်ပေါ့နော်ပြောမယ်ဆိုရင်တော့လိမ့်မယ်လို့တတ်တယ်လို့ဒီလိုမျိုးအဓိပ္ပာယ်ပြန်လို့ရတယ်助词助动词助က助词ဆိုတာတော့စကားလုံး sentence ရဲ့အဓိပ္ပာယ်ကိုပို့ပြီးမှလေးနက်အောင်ကူညီပေးတဲ့စကားလုံးကို助词လို့ခေါ်တာလေနော်အဲ့တော့助动词助动词会တဲ့စကားလုံးကိုပုံမှန်အဓိပ္ပာယ်နက်အောင်လုပ်ပေးတဲ့ verb 会တတ်သည်ဆိုတဲ့လိမ့်မယ်ဆိုတဲ့စကားလုံးဟာတဲ့用在မှာသုံးတယ်句中sentence အလယ်မှာသုံးတယ်表示ဖော်ပြတယ်可能ဖြစ်နိုင်တယ်ဆိုတာကိုဖော်ပြတယ်通常用ပုံမှန်အဖြစ်သုံးတယ်နော်ဘာလဲဆိုတော့莫发生的事情发生的事件中ဖြစ်နိုင်တဲ့ကိစ္စရက်ပေါ့နော်ပြောမယ်ဆိုရင်တော့ဖြစ်နိုင်တဲ့ကိစ္စရက်လေးတွေမှာ会တတ်တယ်ပေါ့နော်လိမ့်မယ်ဆိုတဲ့会ဆိုတဲ့လိမ့်မယ်ပေါ့ဒီမှာလိမ့်မယ်လို့ပို့ပါတာပြန်ပုံမှတင့်တော်လိမ့်မယ်နော်လိမ့်မယ်ဆိုတဲ့ဒီရဲ့会ကိုသုံးတာဖြစ်ပါတယ်တဲ့例如 example 你穿的那么少你握的你穿的你握的那么少အဲ့ဒါလောက်နေတာ会感冒的会ရလိမ့်မယ်တတ်တယ်ပေါ့နော်感冒ဆိုတော့ဖြားတာပေါ့နော်ဖြားလိမ့်မယ်ပေါ့နော်နင်ဝတ်တာဒီလောက်နေတာဖြားလိမ့်မယ်နော်ပေါ့တတိပေးတာပေါ့ဒါတော့နော်အဲ့လိုပုံစံ别担心စိတ်မပူနဲ့我会
照顾好自己我照顾咗佢要晒大你咯，好啊講啦，自己啊顧，係咯，我會照顧好自己咗顧，佢要晒得的喎咯，你不給他打電話嗎？你都風唔實不啦？你不給他打電話風晒的你咯，你不給他打電話嗎？你都風唔實不啦？他會不高興的，都唔表白騙你裏面喎咯。ဖြစ်တတ်တယ်တော့မဟုတ်တော့သူမပြောဘဲနေလိမ့်မယ်ပေါ့နော်喝杯热茶ရေနွေးပူပူတောက်တာဟာ会ရတတ်တယ်很舒服အရောက် comfortable ပဲဖြစ်တတ်ပါတယ်တဲ့လျှံရည်လျှံနေကတော့ကိုဘာနာကိုလှုပ်ထားမယ်လျှံရှိမှာဆိုရင်တော့လန်တူရှာ列的短语和句子အောက်ကပေးထားတဲ့ sentence တွေ phrase တွေကိုဖတ်ပါတယ်နော်记得ဆိုတာမှတ်မိတာ不记得ဆိုတာမမှတ်မိဘူး记得带强记得ဆိုတာမှတ်မိတာ带ကပါတာ强ကပတ်စံယူလာဖို့မမိမပတ်စံယူလာတာပေါ့နော်အဲ့လိုပြောတာ你还记得我吗你ငါ့ကိုမမိသေးလား你还记得我吗你ငါ့ကိုမမိသေးလား我记得你已经有2条这样的裤子了ငါမမိတာနေ့မှဒီမျိုးပေါင်းပြီး2ထည်ရှိနေပါပြီနော်新鮮ဆိုတာ fresh ဖြစ်တာလက်ဆက်တာ很新鮮ဆိုတာအရင်လက်ဆက်တယ်不新鮮ဆိုတာမလက်ဆက်တာ新鮮的魚ဆိုတာလက်ဆက်တဲ့ငါ这些水果ဒီရဲ့အသီးတွေက真新鮮တကယ်ကိုလက်ဆက်တဲ့放ဆိုတာထားတယ်放在桌上စပွဲပေါ်မှာထားတာ放在外边အပြင်မှာထားတာ放在哪ဘယ်မှာထားမလဲ桌子上放着很多饮料ဆိုစပွဲပေါ်မှာဖြော်ရည်တွေအများကြီးထားတယ်纸ဆိုတာဘယ်只学汉语丢啥别的啦只会说ပြောပဲပြောတတ်တာ不会写မရေးတတ်ဘူးပေါ့နော်ပြောပဲပြောတတ်တာမရေးတတ်ဘူး这卖书这ဒီမှာ纸ကဘယ်မိုက်ကရောင်းဒီရှူကစာအုပ်ဒီမှာစာအုပ်ပဲရောင်းတာတခြားမရောင်းဘူးပေါ့နော်ဘူးမိုက်水ရေမရောင်းဘူးပေါ့နော်ဒီမှာစာအုပ်ပဲရောင်းတာရေတွေမရောင်းဘူး今天晚上吃水果不只吃水果不吃饭ဒီနေ့ညအသီးပဲစားမယ်ထမင်းမစားဘူး條ဆို一條魚တဲ့ဒီမှာကြည့်ငါးတကောင်ငါရဲ့ max shower တခါလေးတွဲပြီးတော့မှမှတ်ထားလိုက်ပါ一條魚ငါးတကောင်一條褲子ဘောင်းဘီတစ်ထည်一條路ဆိုလမ်းတလမ်းနှစ်လမ်းနော်လမ်းရဲ့ max shower ဟာလည်းပဲ路你觉得这条裤子怎么样你အထင်ဒီရဲ့ဘောင်းဘီကဘယ်လိုလဲနော်第二天空ဒီကွက်လက်ဖြည့်လေးတွေဒီမှာငါးခုပေးထားလေးတွေအောက်မှာကိုယ့်အကိုစဉ်းစားရင်မှာကိုင်းနေအောင်ဖြည့်ပေးလိုက်ရပြီဒါလေးလွယ်တယ်နော်ဒါမပြောပြတော့ဘူးနံပါတ်3ကလည်းခဝိန်နဲ့အချက်လက်လေးတွေကိုယူမှဒီမှာဖြည့်မယ်အားမပြောတော့နော်汉字ကာရိုက်တာမှာဆိုရင်ကျုပ်字ကျုပ်ကဟောင်းတာ字ကကာရိုက်တာနော်စာလုံးအဟောင်းနဲ့ရှင်း字ဆိုစာလုံးအတစ်ပေါ့နော်读的下面的词语奥马贝它的明年里头怕把闪闪铸成的新词是什么意思奥马ဖွဲ့စည်းလိုက်တဲ့အတစ်ဖွဲ့စည်းလိုက်တဲ့ meaning ရဲ့အဓိပ္ပာယ်လေးတွေကဘာလဲဆိုတာစဉ်းစားတဲ့ရှင်းရှမ်းဆိုတာ fresh ဖြစ်တာလေနော်牛奶ဆိုတာနွားနို့အဲ့တော့ရှာနိုင်ဆိုတာဘာဖြစ်မှာလဲလက်ဆက်တဲ့ no ပေါ့နော်冷ဆိုတာအေးတာရင်လျောက်ကဖြော်ရည်အဲ့တော့冷饮ဆိုတာအေး冷饮ဆိုတာအေး上邊ဆိုတာအပေါ်ဘက်ခြံ邊ဆိုတာအရှိဘက်အဲ့တော့上面ဆိုတော့အပေါ်ဘက်เนาะ上邊ကအဖက်ကိုပြောတာ上面ကလည်းဒါလည်းအပေါ်ဘက်ပဲဒါမျက်နှာပြင်ကိုပြောတာပို့ပြီးတော့เนาะအဲ့တော့ပြီးသွားပြီဒီမှာပြီးသွားပြီဒီကနှစ်ပုတ်ရှိရဆိုနောက်တစ်ပုတ်မှာပြန်ရှင်းပြလိုက်နော်